Hello သူစားအင်္ဂါလလာခန်းဆိုင်ရောက်နေနေလာခဲ့ပါလားငါအိမ်ကနောက်ဆက်လို့မရဘူးဟာနင်တို့တည်ရတာငါပြန်ဖုန်းကပုံမှန်ဆက်နေလိမ့်မယ်နေရလေနည်းနည်းမပြောကြည့်ပါလား ဘယ်တော့မှငါတို့ကအိမ်ထဲမှာနေရမ်းချစ်လာငါဟိုမင်းရှိလို့တက်တာတော့ဟဲ့ဒါပဲကောင်းပါအဲ့လိုပဲအေးစိတ်ပြက်စလားညနေရောက်တော့အခါဟိုသူစားမကောင်းမတွေ့မယ်ကောင်းမဒီပိုင်းနေပိုင်းနေသူကငါတာနေပေါ့လေနင်တို့ငငယ်ချင်းတို့နင်တို့ဘယ်ကနေဘယ်လိုလှက်လာကြလဲလေမနေ့ကမလာတဲ့ဆောင်းခေါ်အိမ်မပိုင်းလေးပါခုကြတက်ကြီးကောင်းနေတာကောင်းမမဟုတ်ပါဘူးဟာနင်တို့ကလေမော်လီဆိုင်ငါ့အိမ်နဲ့နီးတယ်လေ7မိနစ်ဆိုရင်ရောက်ပြီပလန်မရှိပဲလာဖြစ်လို့ပါဟာတင်ကြပါနဲ့နော်နင်စားချင်တာငါဝယ်ကျွေးမယ်လေဖန်နေစီ